အဲ့ဒါစကိုင်းမှာဖြစ်သွားတယ်ဇလန်းလေးပါစကိုင်းဘယ်နေရာလဲဆိုတော့နော် sorry စကိုင်းဘယ်နေရာဆိုမင်းကွန်စကိုင်းမင်းကွန်ဒေတာတလိုင်းစင်ဆိုတဲ့ရွာနော်စကိုင်းမင်းကွန်ဒေတာတလိုင်းစင်ဆိုတဲ့ရွာအဲ့ရွာမှာဖြစ်သွားတာပါကျောင်းဆရာတယောက်ရဲစစ်တပ်ဖြတ်ခံရပါတယ်တပ်ဖြတ်ခံရတဲ့အကြောင်းရတော့ရှင်းရှင်းလေးတပ်ဖြတ်ခံရတဲ့အကြောင်းရတော့ကျောင်းသားတွေကိုသူကာကွယ်ဆောက်ရှောက်မှုလုပ်လို့ကျောင်းသားတွေကျောင်းတက်လို့ရအောင်လုပ်ဖို့ကြိုးစားတဲ့အတွက်အဲ့တော့တက်တဲ့လူရဘယ်လိုလဲဆိုတော့ခင်ဗျားတို့သိတဲ့အတိုင်းပဲကျွန်တော်သိတဲ့အတိုင်းပဲဘူးဖြစ်မလဲခင်ဗျားတို့သိတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ဒါလေးကလည်းတိုင်းပြည်တွေတော်တော်စိတ်မကောင်းစရာကိစ္စပါကျောင်းဆရာမတွေဒီလိုတပ်ဖြတ်ခံရတဲ့ဇာတ်လမ်းတွေကိုကျွန်တော်တို့တနေရာမှာရတဲ့နိုင်အောင်တော့ဝိုင်းဝန်းကြိုးစားပေးကြဖို့သိပြီလို့ပြောစားတယ်ကျွန်တော်တို့အတန်ထွက်ကြဖို့လိုပြီးခုနနိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေနော်ရပ်ဖက်ဖွဲ့စည်းတွေကျောင်းဆရာမအတိုင်းဝိုင်းတွေအစဝိုင်းဝန်းပြောကြဖို့တန်ထွက်ကြဖို့လိုတယ်ကျွန်တော်ခဏပြောတယ်အတန်ထွက်ကြပါအတန်ထွက်တာအားကောင်းလာရင်လူတို့အတန်ကျဲလောင်းလာရင်အကြမ်းဖက်သမားတွေအတန်တွေတိုးညင်းသွားတယ်တိုးတိတ်ဆိတ်သွားတယ်ပြီးတော့အကြမ်းဖက်သမားတွေတနက်တွေကဒီလိုချိန်ထားတာနေတဖြည်းဖြည်းနောက်ကိုဆုတ်သွားပြီးတော့နောက်ဆုံးတနက်တွေကကျွန်တော်တို့ကြောနောက်ကိုဖွက်တဲ့အထိဖြစ်သွားတယ်ဒါကြောင့်အရပ်ဘက်အဖွဲ့အစည်းအတန်တွေကျဲလောင်းထွက်ကြဖို့လိုတယ်ကျဲလာလေဒီကောင်တွေရဲ့တနက်တွေကပြောင်းနေတာတဖြည်းဖြည်းနဲ့ပြောင်းနေတာနောက်ကိုဆုတ်သွားမယ်တနက်ပြောင်းတွေကပြောင်းသွားချိန်နေတာနောက်ကိုဆုတ်သွားမယ်ပြီးရင်နောက်ဆုံးတို့တနက်ပြောင်းတွေကနောက်ကိုလူရဲ့နောက်ကိုလက်နောက်ပြပြီးဖွက်တာဖြစ်လာနိုင်မယ်နောက်တစ်ခုကတော့တနေရာမြေကြီးမှာမြုပ်ဖွက်လိုက်တာမျိုးဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့အကြမ်းဖက်သမားတွေကလည်းအခြားသောရသတယောက်ကိုမတက်ဖြတ်အောင်တက်ဖြတ်မှုမဖြစ်အောင်နောက်တစ်ခုကနောက်အခြားသောရသတယောက်တေးဆုံးမှုလည်းမဖြစ်အောင်အကြမ်းဖက်မှုတွေလည်းနည်းအောင်ဘာလို့လဲဆိုတော့ကျွန်တော်အရပ်ဘက်အဖွဲ့အစည်းပေါင်းများစွာကအတန်ကျဲလောင်းထွက်ရတယ်ပါလဲဆိုတော့အကြမ်းဖက်တပ်ဖြတ်မှုတွေကိုလက်မခံဘူး PDF တို့ရဲ့အကြမ်းဖက်တပ်ဖြတ်မှုတွေကိုလက်မခံဘူးနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းတာကိုပဲလက်ခံမယ်အကြမ်းဖက်တပ်ဖြတ်မှုတွေလက်မခံပါဘူးဆိုတာကိုကျဲလောင်းထွက်ကြဖို့လိုတယ်အဲ့လိုထွက်ဖို့ဘယ်သူတွေထွက်မလဲဆိုတော့အရပ်ဘက်ဖွဲ့စည်းတွေထွက်ပေးရမယ်နိုင်ငံရေးပါတီတွေထွက်ပေးရမယ်နောက်တစ်ခါအသင်းအဖွဲ့တွေထွက်ပေးရမယ်အဲ့လိုပေါင်းများစွာအတန်ထွက်ပေးမှကျွန်တော်တို့အားလုံးအတန်တူညီစွာအတန်ကျဲလောင်းထွက်တော့မှထွက်တဲ့နေရာမှာစာဆောင်ထုတ်ပြန်လို့မပြီးဘူးဗျ statement ဆောင်ထုတ်ပြန်လို့မရဘူးဗျပေါ်တင်ကိုထွက်ပြီးတော့တေချာချာလူလူလှုပ်ရှားမှုတွေ campaign လုပ်အုံကြွပြောဆိုမှုတွေလုပ်ရမယ်အဲ့လိုလုပ်တော့မှဒီကောင်တွေရဲ့တနက်ပြောင်းသွားတယ်တဖြည်းဖြည်းနောက်ကိုဆုတ်လာမယ်နောက်ဆုံးသူတို့နောက်ကျောဖွဲ့တွေထိရောက်လာမယ်နောက်ဆုံးမှာမြကြီးတွေကိုသူတို့တနက်မြုပ်ပြီးတော့သူတို့လူကောင်းလူနေထိုင်ပြီးတော့ပြောင်းလဲနေထိုင်မှုတွေလုပ်လာနိုင်တယ်ဒါဆိုရင်တနည်းအားဖြင့်နောက်ထပ်လူတစ်ယောက်အသက်မသေးဆုံးတော့ဘူးနောက်ထပ်တစ်ယောက်မသေးဆုံးတယ်ပြီးနောက်တစ်ယောက်လူကလည်းမတက်ဖြစ်တော့မတက်ဖြစ်ဘူးမသေးဆုံးတော့ဘူးအဲ့ဒါဆိုရင်ကျွန်တော်တိုင်းပြည်ကတည်ငြိမ်မှုပြန်သွားနိုင်တယ်ဒါအရေးကြီးပါတယ်အဲ့ဒါကိုခင်ဗျားတို့မေ့ကြဖို့ကျွန်တော်တိုက်တွန်းချင်တယ်ကျွန်တော်လည်းအချိန်ချင်းခင်ဗျားတို့အတန်ထွက်ခိုင်းခဲ့တာကြားပါပြီဘယ်သူမှမထွက်ခဲ့ကြပါဘူးမထွက်ခဲ့ကြတဲ့အတွက်သေဆုံးသွားတဲ့ရဟန်းတန်ခါပေါင်းလည်းရာနဲ့ချီသွားပါပြီကျောင်းဆရာမတွေကလည်းရာခဏနာကပ်ပြီးလို့ယူဆပါတယ်ဖြစ်စည်းခံတဲ့စာတင်ကျောင်းတွေလည်းနေတာမဟုတ်ပါဘူးဆိုတော့ပြန်တွေးကြည့်ပေါ့ဗျာနော်အဲ့ဒါကြီးစဉ်းစားကြည့်ပေါ့အဲ့တော့စကိုင်းဒေတာကြီးစကိုင်းမြို့နယ်ပေါ့နော်စကိုင်းမြို့နယ်မင်းကွန်ရှောက်ဒေတာတလိုင်းစင်ဆိုတဲ့ကြေးရွာအဲ့ရွာမှာမတ်လ6ရက်နေ့ညနေပိုင်းကကျောင်းဆရာတယောက်ရဲ့အသက်ပေးလိုက်ရပါတယ်အဲ့ဒါဘာလဲဆိုတော့ကျောင်းဆရာအထက်ကမင်းကွန်မှာဒုတိယအလေတန်းပြပေါ့နော်လေတန်းပြဆရာနော်မင်းကွန်မှာအလေတန်းပြဆရာဦးမျိုးဝင်းဆိုတဲ့ပုဂ္ဂိုလ်နော် G5 နဲ့ G6 စာဝက်ပြင်မဲ့ကျောင်းသားကျောင်းသူ60ကိုဦးမျိုးဝင်းကမင်းကွန်ရွာနေပြီးတော့ပဲ90ရွာဆိုတဲ့အထက်ကခွဲကျောင်းကိုစာဝက်ဘက်ကာလအတွက်ဆိုပြီးတော့မတ်လ3ရက်နေ့ကနေစပြီးနေ့စဉ်ပို့ဆောင်ပြီးလုပ်ပေးနေတာအဲ့ကျောင်းဆရာနော်ပို့ပေးနေနဲ့အဲ့လိုပို့ဆောင်ပေးနေတဲ့ဟာကို PDF ဖွဲ့ကသိသွားတဲ့ခါကျတော့မင်းလူတွေကိုပညာတတ်အောင်လုပ်နေရလားဆိုတော့ကျောင်းသားတွေကလေးငယ်တွေပညာတတ်သွားရင်စဉ်းစားဆင်ခြင်လုပ်နေရှိသွားတယ်နဲ့မြဒီ PDF တွေလို့ရကမားတယ်မှန်တယ်ဆိုတာစဉ်းစားနိုင်သွားမယ်အဲ့ကြအဖြေတွေ့သွားတဲ့ခါ PDF တွေမထောက်ခံလို့ဖြစ်လာတယ်ဒါကြောင့်ဒီကောင်တွေကကြောက်လာတဲ့ခါကျတော့ပညာတတ်မှာကိုကြောက်တယ်ဒီ PDF အုပ်စုတွေက PDF နဲ့ NUG ဘက်တော်သားတွေကအခြေခံပြည်သူလူထုပညာတတ်မှာကိုသူတို့ကြောက်ပုံရတယ်အဲ့ဒီခါကျတော့တွားပြီးကျောင်းဆရာမင်းဒီလိုလောက်ရကောင်းလားဆိုပြီးတွားပြီးပြောတယ်ပြောလို့မဟုတ်တော့ဘူးကျောင်းဆရာကိုတစ်ခါလေးရှင်းပြောရင်တော့ဟိုဝိုင်းဝန်းထိုးချိတ်ကန်ကြောက်တဲ့အပြင်ထိုးချိတ်ကန်တနက်နဲ့ပြစ်တက်လိုက်တော့အဲ့ဒီမှာအဲ့ကျောင်းဆရာပြီးခဲ့တဲ့ဟိုနေ့က6ရက်နေ့ညနေ9:00နာရီချိန်မှာပဲသူ့ရဲ့ရှိတဲ့နေအိမ်မှာပဲတေဆုံးသွားရှာပါတယ်နော်အဲ့တော့ကျောင်းဆရာဦးမျိုးဝင်းဆိုတဲ့ကျောင်းဆရာရဲ့ဝမ်ဘိုက်မှာရောတင်ပါမှာရော6လောက်ဒီမှာကြီးစံမှန်ထားတဲ့တရားတွေရောထိုးချိတ်ကန်ကြောက်တဲ့ညိုမဲဆွဲတရားတွေပုံများစွာနဲ့ကျောင်းဆရာခင်ဗျာကိုလုံးသွားရှာပါတယ်အဲ့တော့သူတို့အဲ့လိုကျောင်းဆရာတက်ခံလိုက်ရတဲ့သတင်း6ရက်နေ့မှာသတင်းကြားတဲ့ခါမှာ9ရက်နေ့မှာတွားပြီးစာဝက်ဖြူသွားမယ်ကလေးတွေမတွားရကြတော့ဘူးတယောက်မှမတွားရကြတော့ပါအဲ့တော့မတွားရကြတော့ကလေးတယောက်မှမတွားပဲနောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတော့သက်ဆိုင်ရာရှိတဲ့နေရာလေးမှာကုတ်ပြီးတော့ဘယ်နည်းမြန်ကောက်ပြီးလာတတ်မလဲဆိုတော့စိုးရိမ်စင်းနဲ့ကျောင်းသားတွေနေနေကြရပါတယ်အဲ့တော့ဒါမျိုးလုပ်တဲ့လုပ်ရက်တွေကိုခင်ဗျားတို့ပြည်သူလူထုကအဲ့ဒါကိုအဲ့လိုရက်မျိုးကို NUG လုပ်တာကိုထောက်ခံသလားခင်ဗျားတို့ကိုစဉ်းစားကြဖို့လိုတယ်အဲ့ဒါကိုလက်ခံနေရလားခင်ဗျားတို့လက်ခံထောက်ခံနေကြလားဒါဆိုခင်ဗျားတို့ကိုလည်းအကြမ်းဖက်သမားတွေလားအကြမ်းဖက်သမားအားပေးထောက်ခံနေဖြစ်နေတာလားပညာရေးကိုတတ်နေတဲ့ပညာရေးလောကကြီးကိုဖျက်ဆီးပြနေတဲ့ဒီ PDF အကြမ်းဖက်သမားတွေလုပ်ရက်ကိုခင်ဗျားတို့ကိုယ်တိုင်ကထောက်ခံနေလက်ခုပ်တီးနေရလားဒါဆိုတစ်ချိန်ကျခင်ဗျားတို့မရှက်ကိုကိုပြန်ပြီးတော့လက်ပြမလုံးဖြစ်ရခြင်းတွေမဖြစ်ပါစေနဲ့ကိုကိုပြန်ရှက်မိတဲ့ကာလတွေမဖြစ်ပါစေနဲ့ပဲကျွန်တော်ခင်ဗျားတို့စူတောင်းပေးတယ်နော်တော်တော်လေးကိုဒါမယရုပ်ကန်နဲ့လုပ်ရလို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါလုံးဝမယရုပ်ကန်နဲ့လုပ်ရဖြစ်တယ်ဒီလိုရမျိုးကျွန်တော်လုံးဝဆန့်ကျင်ကောက်ွက်ရမယ်လူတို့ကအင်းနဲ့အားနဲ့ဆန့်ကျင်ကောက်ွက်ကြဘူးလို့တယ်ကိုလိုသွားတဲ့ဆရာတော်ကတော့စိတ်မကောင်းပါဘူးလုံးဝစိတ်မကောင်းဖြစ်ရမှာကျောင်းဆရာတော်ဆုံးရှုံးသွားပါတယ်ဒီကျောင်းဆရာတော်ဖြစ်လာဖို့အတွက်ကျောင်းဆရာတော်ဖြစ်လာဖို့အဲ့ဒီမှာရှိတဲ့တက်ဖြတ်သွားတဲ့ PDF အယောက်100ရဲ့မိဘတွေဝိုင်းမွေးပြီးတော့တယောက်ဖြစ်လာဖို့မလွယ်ပါဘူးဆိုတော့ဒါစဉ်းစားကြဖို့လိုတာပေါ့နော်ဆိုတော့ပညာတတ်တယောက်နဲ့ပညာမဲ့တယောက်နဲ့ပညာမဲ့အယောက်100နဲ့ပညာတတ်တယောက်နဲ့ရှင်းကြည့်ပါဘလုံးဝရှင်းလို့မရပါဘူးဆိုတော့ဟိုကျွန်တော်နေကိုပြန်တော့ဖြစ်စဉ်တစ်ခုဆိုရင်ကျွန်တော်ကျောင်းဆရာတော်ကပြောတဲ့စကားတစ်ခုရှိတယ်ကျွန်တော်နေမှာဟိုကျွန်တော်တို့ရက်ွက်ပဲမရှိတယ်မှာရေရင်းလေးတစ်ခုရှိတယ်အဲ့ရေရကျွန်တော်တို့ရှိစဉ်တော့နှစ်တိုင်းကျွန်တော်ရေရဆင်းဆင်းပေါ်တယ်ကိုယ်တိုင်းဆင်းနေအောက်ထဲနောက်နှစ်ဒီအများကြီးကြာလို့ကျွန်တော်ပြန်ရောက်တဲ့ခါကျတော့ကျွန်တော်လည်းအရင်လိုပဲကျွန်တော်ဆင်းမယ်လို့တော့ကျောင်းဆရာဘာပြောလဲဆိုတော့မဆင်းနေတဲ့ကြောင်မျိုးမင်းမဆင်းနေတဲ့အဲ့ဆိုမင်းကပညာတတ်တရားဟုတ်တယ်ပြီးတော့မင်းကတိုက်ပြီးတော့ဓာတ်ဝရှိတွေဖြစ်နေပြီအဲ့တော့မင်းဆင်းလိုက်လို့မင်းမတော်တဆအောက်မှာအောက်စီပြတ်ပြီးတည်သွားလို့ရှိရင်မင်းတို့တရားမျိုးငါတို့တိုက်ပြီးငါတို့ရွာထပ်မှာမွေးမိနိုင်ဘူးထပ်လည်းမဖြစ်နိုင်ဘူးအဲ့တော့ရှင်းရှင်းပြောရင်တော့
ကျန်တဲ့လူဆင်းပါစေသူကသူတန်သူနဲ့ဆိုင်တဲ့လို့လုပ်ကြပါစေမင်းမလို့မင်းလို့ဆန်လို့လည်းလုပ်မဟုတ်ဘူးကျွန်တော်ကခုတည်းကကျွန်တော်ဆင်းတာဒါပေမဲ့မရဘူးသူကဘာလို့ဆိုတော့ဒါအဆုံးရှုံးမခံနိုင်ဘူးဆိုတော့သူပြောတယ်တော်တော်စတစ်ခုဖြစ်ခဲ့တယ်ဆိုတော့ကျွန်တော်စိတ်မကောင်းတာဟောဆင်းသွားတယ်ကျွန်တော်တငယ်ချင်းတွေဘာတွေရှိတယ်ကျွန်တော်ညီညီတွေအဲ့ဒါရှိတော့ဟာငါလည်းဆင်းနေတာပေါ့ဒါပေမဲ့ तू ပြောတဲ့စကားကမှန်သလားမေးပညာတက်တယောက်ရဲ့ပြောတဲ့စကားမဟုတ်လို့ तू ဟာဟုတ်ပါလူမစားတော့လည်းပြောတာမဟုတ်လူတွေကလုံနေကြကျွန်တော်ကမလုံတာနှစ်ကိုမနေတော့တဲ့ကားစားဆိုတော့မတော်တဆတစ်ခုဖြစ်သွားခဲ့ရင်ဆိုရင်စိုးရင်ချက်ကသူ့စိုးရင်ချက်ကတက်တက်ရှိပါတယ်ဒါကြောင့်ခါကြိုင်တိုင်းပြည်မှာဒီတန်ဖိုးရှိတဲ့လူတွေမတော်တဆဒီအကြမ်းဖက်သမားတွေကြောင့်တီးဆုံးသွားရင်အဲ့အကြမ်းဖက်သမားရောက်တရာပြန်ပြီးတော့အစားထိုးပြန်ပြီးရင်တော့မတန်ပါဘူးကြာပုံနဲ့ပြောဒီလိုကြောက်စရာကြောင့်တီးဆုံးသွားရတာကိုအကြမ်းဖက်သမားရောက်တရာနဲ့ပြန်လဲပါဆိုတော့မလဲနိုင်ပါဘူးကျွန်တော်သိမပြောပါတယ်ဒီကြောက်စရာတယောက်ကကလေးပေါင်းများစွာကိုမွေးထုတ်ပေးနိုင်ရှိတယ်ဒီအကြမ်းဖက်သမားတွေကကလေးပေါင်းများစွာအသက်တွေကိုတပ်ပြနိုင်ရှိတယ်ဇီဝချွေးပြနိုင်ရှိတယ်အဲ့ဒါကိုသက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းခေါင်းဆောင်တွေကတည်တည်ချာချာစဉ်းစားပြီးတော့ပြပြတသားကိုက်တွေဖြစ်ရှင်းကြဖို့လိုတယ်နောက်တစ်ခုကပြည်သူလူထုကလည်းဘယ်ဟာအမှန်ဘယ်ဟာအမှားဆိုရယ်ဗကတိအရှိတရားကိုမှအခြေခံပြီးတော့စဉ်းစားကြဖို့လိုတယ်ချက်ချင်းမုံချင်းတစ်ခုတည်းပေါ့အခြေခံစဉ်းစားရင်ခင်ဗျားတို့ကတစ်ချိန်ကျရင်နောင်တတရားတွေနဲ့ပွေ့ပိုက်ပြီးကြံခဲ့ရလိမ့်မယ်အဲ့ဒါကိုမေ့ကြပါနဲ့